မင်္ဂလာပါဒါကတော့ပြည်သွားတဲ့ကျွန်တော်တို့ခီးစဉ်တွေရဲ့ဗီဒီယိုလေးကျွန်တော် edit လုပ်ပြီးထားတာပါเนาะဒါကတော့ကျွန်တော်ပြည်ရဲ့ကျွန်တော်သမိုင်းဝင်တီခိတ္တရာမျိုးဟောင်းသွားတာပေါ့ဒါကတော့ကျွန်တော်လမ်းဘေးမှာကျွန်တော်တွေ့တဲ့ဒါဆိုပပေါ်ကြီးဖျားပေါ့เนาะကျွန်တော်ဒါပပေါ်ကြီးဖျားကိုရောက်တယ်ဒါကျွန်တော်တို့ရဲ့မင်္ဂလာဦးပထမအောင်ဆုံးစပြီးလက်မှတ်ထိုးတဲ့ဖျားပေါ့เนาะအဲဒီဖျားကိုကျွန်တော်တို့ရောက်ခဲ့တယ်ပြန်ပြီးတော့ပေါ့เนาะ10နှစ်ပြည့်ပေါ့နော်ဒါကတော့10နှစ်ပြည့်17နှစ်ပြည့်ပြီပေါ့နော်ကျွန်တော်အမျိုးသမီးနဲ့ဒါဆိုကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်နဲ့17နှစ်ပြည့်မှာဓာတ်ပုံလေးပြန်ရိုက်ပြီးတာဒါတော့ယဟန္တာကံပေါ့နော်ကျွန်တော်ယဟန္တာကံအဲ့ဒီရဲ့ကံကြီးထဲမှာကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်မယူခင်တော့စပြီးချင်းတွေ့တဲ့အခါတော့ကျွန်တော်ကြာပန်းလေးခူးပေးခဲ့ဘူးလေအဲ့ကံထဲမှာအဲ့ဒီကံကြီးလေးကကြာပန်းလေးကိုကျွန်တော်ခူးပြီးတော့ပေးခဲ့ဘူးလေပေါ့နော်အခုကတော့အိုက်ကန်ကြီးကိုကျွန်တော်17နှစ်ပြည့်တဲ့အချိန်မှာပြန်ရောက်ခဲ့တာပေါ့နော်ဒါကျွန်တော်တို့အလွမ်းပြေပြန်ကြည့်တာပေါ့နော်တရားကန်ကြီးကအိုက်ကန်တွေကကြာပွင့်လေးကိုကျွန်တော်ခူးပေးခဲ့တယ်ကျွန်တော်မယူခင်စခုပြည့်တဲ့နေ့ရပေါ့နော်ဒါကတော့သူတို့ကျွန်တော်တေးကိတ္တရထဲမှာရှိတဲ့ဒီကန်ကြီးရဲ့အကြောင်းတွေပေါ့နော်ကျွန်တော်ရေးပေးထားတယ်အများကြီးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်အခုသွားနေတဲ့လမ်းကတော့ကျွန်တော်နဲ့ကျွန်တော်ရဲ့အမျိုးသမီးနဲ့မယူခင်တော့အမှကျွန်တော်ဆူတောင်းခဲ့တဲ့ညောင်ပင်တပင်ရှိတယ်။အဲဒီညောင်ပင်ကြီးကဆူတောင်းလဲတကယ်ပြည့်ပါတယ်။အခုကျွန်တော်တို့တကယ်ဆူတောင်းပြည့်တာပေါ့နော်ကျွန်တော်တို့ဆူတောင်းခဲ့တဲ့ဟာတွေအားလုံးပြည့်ပါတယ်။ဒီညောင်ပင်ကြီးပါ။အဲဒီညောင်ပင်ကြီးအခုကျွန်တော်17နှစ်ပြည့်တဲ့အခါမှာကျွန်တော်တို့ဒီတစ်ခါပြန်ပြီးတော့ရောက်ခဲ့ပါတယ်။ဒီတစ်ခါမှလည်းကျွန်တော်တို့ဆူတောင်းနေပြည့်ခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ကျွန်တော်တို့ပြန်ပြီးထပ်ပြီးတော့ဆူတောင်းနေလဲထပ်ပြီးတော့ဆူတောင်းခဲ့ပါတယ်ဒီညောင်မင်းကြီးကတကယ်ဆူတောင်းပြပါတယ်เนาะကျွန်တော်ရဲ့customer တွေကလည်းပြည်ကိုရောက်ခဲ့တဲ့အခါကျဒီညောင်မင်းကြီးမှာဆူတောင်းပါတကယ်ဆူတောင်းပြပါတယ်ကျွန်တော်ရဲ့စီးပွားရေးလူမှုရေးအားလုံးကျွန်တော်အမျိုးသမီးနဲ့ယူတဲ့အချိန်တော့ကျွန်တော်တောင်းခဲ့တဲ့ဆူအကုန်ပြပါတယ်တခုမကြံအကုန်ပြပါတယ်ချက်ချင်းပြတာပါဒါကျွန်တော်တို့17နှစ်ပြန်ရိုက်ထားတဲ့ဟာပေါ့เนาะဒါကတော့ကျွန်တော်တို့ပြန်ထွက်ပါတယ်အဲ့ကနေအိုက်ကန်ကြီးကနေကျွန်တော်တို့ပြန်ထွက်မယ်ပေါ့နော်ကျွန်တော်တို့ဟိုဘက်နောက်တစ်ခုကိုသွားမယ်ပေါ့နော်သွားမယ်ဒါကတော့ကျွန်တော်ကားပါမောင်းတာတော့ကျွန်တော်ပါဒါပြန်ထွက်မယ်ပေါ့နော်ကျွန်တော်တို့ထွက်ပြီးရင်ဘယ်ကိုသွားမလဲဆိုတာလေးကျွန်တော်ပြောပြပါမယ်ကြည့်လိုက်ပါဒါကတော့အားလုံးသိကြတဲ့အတိုင်း3ပန်လာကျွန်တော်တို့လက်သေးရေကန်ရှိတဲ့3ပန်လာရဲ့ဟိုပါပေါ့နော်အိမ်တော်ပေါ့နော်အဲ့3ပန်လာအိမ်တော်ကိုကျွန်တော်တို့သွားပါတယ်ဒါတော့လက်သေးရေကန်ရှိတဲ့ကျွန်တော်3ပန်လာအိမ်တော်ပါ